ကဲဈေးမယောင်းပဲနဲ့ဝင်ငွေရချင်တဲ့သူလေးတွေအတွက်အမအနေငယ်လေးမျှဝေပေးမယ်နော်အမကိုတိုင်ပေးရင်ဈေးမယောင်းပဲနဲ့နော်တစ်ဖက်လမ်းကနေပြီးတော့ဝင်ငွေရနေတဲ့သူတယောက်ဖြစ်ပါတယ်ရှိနော်ကဲဒါဆိုလို့ရှိရင်တီးချင်ကြတဲ့သူလေးတွေရှိတယ်ဆိုလို့ရှိရင် comment လေးတွေရေးလာခဲ့ပါဈေးမယောင်းပဲနဲ့ဝင်ငွေရချင်တဲ့သူအတွက်အမဒီဗီဒီယိုလေးထဲမှာအနေငယ်လေးမျှဝေပေးသွားမယ်နော်ကဲမမျှဝေပေးခင်မှာအမကိုlike and share လေးတွေလုပ်ထားပေးကြမယ်နော်โอเคနော်ဒါဆိုလို့ရှိရင်အမဘယ်လိုလုပ်ပြီးတော့ရခဲ့လဲဆိုတာလေးကိုအနေငယ်လေးမျှဝေပေးမယ်နော်အခုလက်ရှိမှာကနော်အမလိုဘဝတူတွေရှိလားနော်အိမ်အလုံးလုံးတဲ့သူလေးတွေလူအိုကြီးတဲ့သူလေးတွေနော်စားတဲ့ဖြစ်နော်ခလေးမိမိလေးတွေရှိကြလားရှိတယ်ဆိုလို့ရှိရင်စုံအောင်လေးနားထောင်သွားနော်ဒီအခွင့်အလမ်းကကြတော့နော်အိမ်မာနေတဲ့သူလေးတွေအတွက်လည်းအဆင်ပြေတယ်လို့ပေါ့နော်တစ်ဖက်တစ်လမ်းကနေပြီးတော့စက်ယုံလုံနေတဲ့သူလေးတွေလည်း OT နေတဲ့အခါမှာဝင်ငွေမလုံလောက်တဲ့သူတွေအတွက်အရန်မောက်ကိုအဆင်ပြေတာဖြစ်ပါတယ်ရှင်နော်ဘာကြောင့်လဲဆိုလို့ရှိရင်အမတို့နော်ပုံမှန်ဆိုလို့ရှိရင်လည်းပုံမှန်ဖုံးသုံးနေတဲ့အချိန်လေးထဲကနေပြီးတော့အမတို့စူးစမ်းလုပ်ယူလို့ရတာဖြစ်ပါတယ်ရှင်နော်ကဲဒါဆိုလို့ရှိရင်အမဈေးမယောင်းပဲနဲ့နော်အမအိမ်ဖော်လုပ်ရင်းနဲ့ဘယ်လိုလုပ်ခဲ့တာလဲဆိုလို့ရှိရင်အမနင်းကလေးပြောပြပေးမယ်နော်โอเคဒါဆိုလို့ရှိရင်အမဘယ်ကနေရလဲဆိုတာကိုအမနင်းကလေးပြပေးမယ်နော်အမမှာဝင်ငွေရှာလို့ရတဲ့အကောင့်တစ်ကောက်ရှိတယ်နော်အဲ့ဒီအကောင့်ကcommon အကောင့်ပဲဖြစ်တယ်နော်ခဏလေးစောက်ပေးမယ်နော် common အကောင့်ပဲဖြစ်ပါတယ်အဲ့ဒီ common အကောင့်ရှိတဲ့သူတိုင်းဟာဆိုလို့ရှိရင်အမတို့ဝင်ငွေရှာလို့ရတာဖြစ်ပါတယ်အမတို့ပစ္စည်းတွေကြီးပဲအမြဲတမ်းရောင်းနေစရာမလိုပါဘူးเนาะဒီထဲမှာအမတို့ဝင်ငွေရအောင်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်စနစ်ကိုအသုံးချပြီးတော့အမတို့အလုပ်လုပ်တတ်ရပါမယ်เนาะအမဆိုလို့ရှိရင်လည်းဈေးမယောင်းပဲနဲ့အမဒီ common ထဲကနေပြီးတော့စနစ်ကိုပဲအမအသုံးချပြီးတော့ဝင်ငွေရလာတာဖြစ်ပါတယ်ရှင်เนาะဒါကြောင့်မလို့ဒီထဲမှာညီကောင်မတွေဈေးရောင်းတာကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဈေးရောင်းလို့ရတယ်ကဲဈေးရောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်နေရာမှာရောင်းလို့ရလဲเนาะကိုယ့်မှာဒီလိုအကောက်ရလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အကောက်ထဲမှာเนาะဒီအပေါ်မှာလှဲလေးရှိတယ်ပေါ့เนาะအဲ့ဒီလှဲလေးကိုဝင်နှိပ်ပြီးတဲ့အခါမှာအမတို့ပစ္စည်းပုံတွေထွက်လာမယ်ဒီလိုပစ္စည်းပုံတွေထဲကနေပြီးတော့အမတို့ရောင်းချင်တယ်ဆိုလို့ရှိရင်ရောင်းလို့ရတယ်အမြတ်ကကြတော့40ရာခိုင်နှုန်း50ရာခိုင်နှုန်းထိသူအမြတ်ငွေပေးထားတယ်เนาะတကယ်လို့မရောင်းချင်တဲ့သူအတွက်ဆိုလို့ရှိရင်အမတို့ဒီ common ထဲကပေးတဲ့စနစ်နဲ့အကျိုးခံစားခွင့်တွေကိုအမတို့ကတိတိကျကျကိုယ်တိုင်နားလည်သွားအောင်အရင်တင်ပြီးတဲ့အခါမှာပြန်လဲပြီးတော့မျှဝေခြင်းအဖြစ်အမတို့ဝင်ငွေရတာဖြစ်ပါတယ်ရှင်နော်ဒါကြောင့်မလို့အမကိုယ်တိုင်ပင်နေလဲနော်ဈေးမယောင်းပဲနဲ့ဝင်ငွေတရက်မှာဆိုလို့ရှိရင်ပေါ့နော်အမရဲ့စူးစမ်းမှုနော်အကန့်အသတ်မရှိနော်ထောင်နဲ့ချီထောင်ကနန်းလေးတွေရလာတာဖြစ်ပါတယ်ရှင်နော်ဒါကြောင့်မလို့ဒီထက်မှညီကောင်မလေးတွေအတွက်နော်ဈေးမယောင်းပဲနဲ့ဝင်ငွေရချင်တဲ့သူအတွက်အမဖြည့်ပေးလိုက်ပြီရှင်နော်ကဲစူးစမ်းချင်တဲ့အတူတူလာပြီးတော့နော်အမတို့လိုပဲရချင်တယ်ဆိုလို့ရှိရင်လာပြီးတော့လေ့လာပါအမရဲ့ TikTok profile အောက်နားလေးမှာ link ချပေးထားပါတယ်ရှင်เนาะအဲ့ဒီ link မှာလာပြီးတော့ set ထားလို့ရပါတယ်ရှင်အားလုံးဆင်ပြေကြပါစေ